တခါတုန်းကရွှေရောင်ရွက်များရှိတဲ့တောက်ပသောတောအုပ်ဆိုတာရှိခဲ့တယ်။အဲ့ဒီတောအုပ်ထဲမှာတခြားသူတွေနဲ့မတူဘဲထူးခြားတဲ့ယူနီကွန်သမီးလေးတစ်ကောင်ရှိတယ်။သူ့နာမည်ကနီလာတဲ့နီလာဟာခန္ဓာကိုယ်ဖြူပွေးပေမဲ့သူ့ရဲ့ချိုလေးကတာမန်အတိုင်းမဟုတ်ဘူး။သူပြောတဲ့အခါချိုလေးဟာတက်တန်အယောင်ဆုံးနဲ့အလင်းတန်းလေးတွေထွက်ပေါ်နေတတ်တယ်လေ။နီလာဟာအမြဲတမ်းပျော်ပျော်ရွှင်ရွှင်ရှိပြီးကူညီတတ်ပေမဲ့တခါတလေသူအယမ်းပျော်လွန်းလို့သူ့ချိုကနေထွက်တဲ့အလင်းတန်းတွေဟာတောအုပ်ထဲကပန်းပွင့်လေးတွေကိုအယောင်တွေပါလိုက်ချမ်းပြီးအယောင်ပြောက်သွားတဲ့လိပ်ပြာတနေ့မှာတော့နီလာဟာချောင်းဘေးမှာစော့ကစားနေတော့အယောင်တွေပြောက်နေတဲ့လိပ်ပြာကလေးတစ်ကောင်ကိုတွေ့လိုက်ရတယ်လိပ်ပြာလေးဟာအဖြူရောင်စုပ်ပြက်ပြက်နဲ့ဘလို့မှမလှပတော့ဘူးလိပ်ပြာလေးဟင်းကျမအရင်ကပကြီးကားလိုလှပတဲ့အတောင်ပံတွေရှိခဲ့တာမနေ့ကမိုးကြီးတုန်းကပြန်တန်းရင်အတောင်ပံကအယောင်တွေအားလုံးပျောက်သွားပြီးအခုတော့ဘသူမှကျမကိုလှတယ်လို့မပြောကြဘူးနီလာဟာလိပ်ပြာလေးကိုကြည့်ပြီးဝမ်းနည်းသွားတယ်သူကလိပ်ပြာလေးကိုကူညီခြင်းပေမဲ့သူ့ချိုကနေထွက်တဲ့တက်တန်ရောင်တွေကပျော်ရွှင်တဲ့စိတ်ထားရှိမှထွက်တာကိုနီလာရဲ့စံတက်မှုနီလာဟာလိပ်ပြာလေးကိုကူညီဖို့နီလန့်ရှာရင်ပတ်ဝန်းကျင်ကတရိတ်ဆန်ကလေးကပျော်စရာတချင်းဆိုပြတယ်လိပ်ပြာလေးဟာတငယ်ချင်းတွေရဲ့ဂရုစိုက်မှုကြောင့်ပျော်ရွှင်ပြီးလုံခြုံမှုကိုခံစားရတယ်သူ့စိတ်ထဲမှာဝမ်းနည်းစိတ်တွေပျောက်ကွယ်သွားပြီးရေမောလိုက်တဲ့တက်တန်ရဲ့မော်ဆွမ်းလိပ်ပြာလေးပျော်ရွှင်သွားတာကိုမြင်တော့နီလာရဲ့စိတ်ထဲမှာလည်းပီတိနဲ့ပျော်ရွှင်မှုတွေပြည့်ရှံလာတယ်ဝင်းကနဲ့နီလာရဲ့တက်တန်ချိုလေးဟာအရင်ကထက်ပိုမိုတောက်ပတဲ့တက်တန်ရောင်အလင်းတန်းကြီးကိုထုတ်လွှတ်လိုက်တယ်အလင်းတန်းကြီးဟာလိပ်ပြာလေးရဲ့အတောင်ပံပေါ်ကိုဖြန်းပတ်သွားတယ်။ရွှေနဲ့အတန်နဲ့တချင်းဆိုပေးဖို့တောင်းဆိုခဲ့တယ်။နီလာရှင့်ကလေးနဲ့ကြောင်ဝင်ပလွေလေးတို့ဟာလိပ်ပြာလေးပတ်ပတ်လဲမှာဝိုင်းဖွဲ့ပြီးအားပေးခဲ့ကြတယ်။ရှင့်ကလေးကအခွန်မာသီးတွေကိုခွင့်ကျွေးတယ်။ကြောင်ဝင်ပလွေလေးကပျော်စရာတချင်းဆိုပြတယ်။လိပ်ပြာလေးဟာတငယ်ချင်းတွေရဲ့ဂရုစိုက်မှုကြောင့်ပျော်ရွှင်ပြီးလုံခြုံမှုကိုခံစားရတယ်။သူ့စိတ်ထဲမှာဝမ်းနည်းစိတ်တွေပျောက်ကွယ်သွားပြီးရေမောလိုက်တယ်။တက်တန်ရဲ့မော်ဆွမ်းလိပ်ပြာလေးပျော်ရွှင်သွားတာကိုမြင်တော့နီလာရဲ့စိတ်ထဲမှာလည်းပီတိနဲ့ပျော်ရွှင်မှုတစ်ခုကိုနားလည်သွားခဲ့တယ်။အစစ်မှန်ပျော်ရွှင်မှုဟာကိုယ့်ဘာသာပျော်ရွှင်တာထက်သူတစ်ပါးကိုကူညီပေးနိုင်လို့ပိုပြီးတောက်ပနေတာပါပဲ။ပုံမြင်လေးရဲ့အဆုံးသက်နီလာဟာအဲ့ဒီနေ့ကစပြီးတောအုပ်ထဲကဝမ်းနေနေတဲ့တတဝါလေးတွေကိုလိုက်ရှာပြီးကူညီပေးခဲ့တယ်။သူ့ရဲ့တက်တန်ချိုဟာတောအုပ်တစ်ခုလုံးကိုပျော်ရွှင်မှုတွေဖြန့်ကျက်ပေးနိုင်တဲ့မော်လက်ဆောင်ဖြစ်လာခဲ့ပါတယ်ကွယ်။